Pai nama sane tiloka manukadami yatha boma taratida ye tida girikabaram pahidada tamahida ye tida girikabaram pahidada tamahida Diloka manukadami yatha boma taratida ye tida girikabaram pahidada tamahida Putu dihawa danlina Loma handa bidambuno Putu dihawa danlina Loma handa bidambuno Odada manada Tauta Wibadanda Manawila Odada manada Tauta Wibadanda Manawila Diloga manukadami yatha boma taratida ye tida girikabaram pahidada tamahida Putu dihawa danlina loma handa bidambuno Odada manada Tauta Wibadanda Manawila Diloga manukadami yatha boma taratida Yedida girikabaram pahidada tamahida Putu dihawa danlina loma handa bidambuno Odada manada Tauta Wibadanda Manawila Yanu ya horo mure de bai hole solution no Yanu de yatha Ajin mie ko so ya de bomaso nat deဆိုတာရှိတယ်တဲ့အဲ့ဒီမြေကိုဆိုရတဲ့ဘုံမစိုးနတ်တွေရဲ့မိဝဲနေထိုင်ရာဖြစ်တယ်တဲ့ထို့အရက်တွေဆိုရှိတယ်နော်အဲ့ဒီရက်တွေဆိုတာဘာလဲဆိုတော့တောင်ကောင်းတွေပေါ့ဂီရီကပရန်တဲ့နော်တောင်ကောင်းတွေမှာမိခိုပြီးတော့နေထိုင်နေဘယ်သူဒီရဟန်းတော်တွေကတဲ့အဲ့ဒီတောင်ကောင်းတွေထဲမှာမိခိုပြီးတော့နေထိုင်ကြပါတယ်တဲ့ဟုတ်ပြီအဲ့ဒီမိခိုပြီးတော့နေထိုင်တဲ့ရဟန်းတော်တွေရဲ့စိတ်စွမ်းရည်ဘာရှိလဲဆိုရင်တဲ့ပဟိတတာဆိုတာနိဗ္ဗာန်သို့ဆေလွတ်သောစိတ်ရှိတယ်နော်ပြီးကြရင်တမာဟိတာဆိုတာတည်ကြည်တဲ့စိတ်ရှိတယ်ဘာနဲ့တည်ကြည်တဲ့စိတ်လဲဆိုရင်တမာတိသမထနော်တမာတိနဲ့တည်ကြည်တဲ့စိတ်ရှိတယ်နော်ပုထုဆိုတာကများစွာကုန်သောအရိယဟန်တွေကလောမဟာနာပိတံမှုနောကျတိမွေးညထားခြင်းမရှိဘူးတဲ့ကျတိမွေးညထားခြင်းမရှိဘူးတိဟာဝချင်းသေးမင်းကဲ့သို့နော်ချင်းသေးမင်းကဲ့သို့တန်လီနာတဲ့တဘာတွေကိအောင်နေလေးရှိတယ်ဩဒါဒမနာတာဖြူစင်သောစိတ်ရှိတဲ့တုတ်တာစင်ကြယ်တယ်ဝိပဿနာအာနာဝိလာဆိုတော့ကိလေသာညစ်ကြီးကင်းဝေးစင်ကြယ်တဲ့ကြောင့်အာနာဝိလာဘာဖြစ်လဲဆိုတော့တန်ရှင်းစင်ကြယ်တဲ့စိတ်ရှိပါတယ်နောက်ကျခြင်းမရှိဘူးတဲ့အဲ့ဒီတောင်ကောင်းထဲမှာနေတဲ့ယဟန်တော်တွေရဲ့စိတ်ဆွမ်းရည်ကတော့ဒါတွေပေါ့ဗျာဆိုတော့ဒီအတိုင်းပဲဘောတိတိသမာဓိဘောတိတိစိတ်စွမ်းရည်နဲ့တွန်းနေလို့မရဘူးပေါ့တည်ကြည်တဲ့စိတ်ရှိရမယ်သမာဓိအားကောင်းရမယ်ပေါ့နောက်ပြီးအဲ့ထက်မှနေတဲ့ပုဂ္ဂိုလ်တွေဆိုတော့ချင်းသမီးကဲ့သို့ရဲရဲနဲ့စိတ်ရှိရမယ်တပါးတည်းလည်းကိန်းအောင်နေထိုင်ရမယ်အဲ့လိုနေထိုင်မှုရန်အတွက်ပိုအရေးကြီးတဲ့ချက်လက်ဒီဖြူစင်တဲ့စိတ်ရှိရမယ်ဖြူစင်မှုဆိုတာကအာနာဝိလာရာဂဒေါသမောဟဆိုတဲ့ကိလေသာအညစ်အကြေးတွေကင်းမှာနော်အဲ့ဒါမှဖြူစင်တာဆိုလိုတာပါဒီပိုက်လေးကမသားစရာအနေနဲ့ကတော့ဖြူစင်ခြင်းနဲ့ဆိုရင်တော့နော်ကိလေသာညစ်ကြေးတွေကင်းဝေးစင်ကြအောင်နေကိလေသာညစ်ကြေးတွေကနေပြီးတော့နောက်ကျခြင်းမရှိအောင်နေပေါ့ဒါဆိုရင်တော့ချင်းသမီးကဲ့သို့ရဲရင်လိမ့်မယ်တို့တောင်ချိုင်ဝမ်းတွေထဲမှာနေနိုင်တဲ့စိတ်ဆွမ်းရရှိလိမ့်မယ်အေးစင်ပြပါစေပေးခဲ့ပါစေနော်နားမလည်ရရှိပြန်ပြီပါ